ညီမအကိုတခုလောက်မေးချင်လို့လေရလားမသိဘူးဟုတ်ရပါတယ် NGS5 မှာလေဟောညီမအကိုမေးဖို့တခုထက်ကြံသွားလို့ရှေ့ကားနဲ့နီးလိုက် brake အုပ်တဲ့ feature ပါ safety ရမ်းဖြစ်တယ်ကွာအရန်ကောင်းတယ်ဒါပေမဲ့အကိုတော့ကြတော့ဒီမျိုးထဲမှာကြတော့တိတ်အဆင်မပြေဘူးဖြစ်နေပါအဲ့ဒါပိတ်တဲ့နီးလေးပြောပြပေးပါလားဩရတယ်လေကိုလာကားပြောင်းမတို့ရင်းဆုံးဒီ infotainment section တွေကိုတွားမယ်တွားပြီးဒီကား icon လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတာနဲ့အခု MG ပိုင်းတော်ထဲမှာဆိုရင်စောနာအကိုပြောတဲ့ကားအရှိ brake အုပ်တာကိုမကြိုက်တဲ့ဟာကိုညီမဒီမှာ front collision assist ကိုညီမတို့off ထားလိုက်မယ်ပြီးရင် confirm လေးနှိပ်လိုက်မယ်ပေါ့နော်နောက်ပြီးရင်ကိုဒီဟာလေးကိုတော့တစ်ချက်ဖိထားပေးရမယ်အဲ့ဒါဆိုရင်အကို save ပြီးသွားပြီပေါ့နော်ဒါပေမဲ့တခုတတိထားမှာအကိုဒီအပေါ်က notification bar လေးကိုဖွင့်ပြီးတော့အကိုကားပေါ်တက်တိုင်းမှာဒီ MG ပိုင်းတော် custom လေးကိုတော့ဖွင့်ထားဖို့တတိရရမယ်နော်အခုမှလည်းအဲ့လိုမျိုးသူမမကြိုက်တဲ့အချက်တွေရွေးပြီးပိတ်ထားလို့ရရင်ကောင်းပါပါနော်ဟာအကိုကိုယ်တိုင်ကမပြောင်းလဲပဲဘာတွေမျောနေလဲ